ဟိုနေ့ကတက်တော့ကြည့်နေတော့လိုင်းပေါ်မှာပေါ့နော်ကြပြားလေးတစ်ပုတ်လင်္ကာလေးတစ်ပုတ်တက်ဆရာညိုမင်းခန့်ရဲ့လင်္ကာလေးလင်ကြပြားလေးနာမည်ကငါဥစ္စာတဲ့ငါကိုငါဟာငါဥစ္စာကိုတဲ့ထင်ယူမှန်မှလောဘကြီးစွာရှာခဲ့တာတဲ့ရာပြီးဥစ္စာထပ်ပြီးရှာသည့်ပစ္စည်းအထင်ကြီးတဲ့တေသည့်အခါလက်ဗလာရှာထားသမျှထားခဲ့ရအိုးအိမ်တိုက်တာကိုနောက်မှာပါတေကာသွားငါဆွဲမပြောက်ငရဲရောက်လူသည့်အခါဒိဋ္ဌိပါဒိဋ္ဌိထိတ်ထားငရဲသွားပါမီစမြဲငါဆွဲလေတဲ့တဝဲလေလေတန္တရာဝဲတေယာမဖြောက်ငရဲရောက်ကမနုဿတ္တဒုံလပရာတုံးရောက်တုံးအတိဝင်ကမြတ်ပါလားရောက်လိုက်မျက်နှိပ်ပန်းတဲ့ဆရာညိုမင်းခန့်ရဲ့လင်္ကာလေးကောင်းလိုက်တာတိတ်မှတ်သားစရာကောင်းတာဟိုတော့ကလင်္ကာတွေများငါကိုငါဥစ္စာကိုထင်ယူမှမှလောဘကြီးစွာရှာခဲ့ကြတယ်တဲ့ရာပြီးဥစ္စာမနေနိုင်ဘူးထပ်ပြီးရှာခဲ့ကြတယ်ရှာသည့်ပစ္စည်းကိုပစ္စည်းကိုအထင်ကြီးခဲ့ကြတယ်တေသည့်အခါလက်ဗလာနဲ့သွားခဲ့ရတယ်ရှာထားသမျှအကုန်ထားခဲ့ရတယ်တဲ့ခပြားလေးရဲ့အဓိပ္ပာယ်အိုးအိမ်တိုက်တာကြီးလဲကို့နောက်မပါခဲ့ပါဘူးတဲ့တေကာသွားငါဆွဲမပြောက်တဲ့တချို့ကတေတာသွားငါဆွဲမပြောက်ဘူးတဲ့ငရဲရောက်ငါဆွဲမပြောက်ရင်ငရဲရောက်တယ်လူသည့်အခါဒိဋ္ဌိပါတဲ့အလူတွေသာလောက်တာဒိဋ္ဌိရမလျှော့တော့ဒိဋ္ဌိပါတာပေါ့နော်ဒိဋ္ဌိထိတ်ထားငရဲသွားတဲ့အဲ့ဒိဋ္ဌိကပဲငရဲကိုပို့တာတဲ့ပါမီစမြဲငါဆွဲလဲငါဆွဲရတော့ဘာဟုတ်ပါတယ်လူတွေမှာတဝဲလဲလဲတန်တရာဝဲငါဆွဲမပြုတ်လို့ကတော့ဒီတန်တရာထဲမှာပဲလဲနေအောင်မယ်တေယာမဖြောက်ငရဲရောက်တဲ့တေယာမဖြောက်ရင်လည်းငရဲရောက်တယ်ပေါ့မနုဿတ္တဒုံလပမြင့်မြတ်တယ်ရာတုံးရောက်တုံးအတိဝင်ကမြတ်ပါလားရောက်လိုက်မျက်နှိပ်ပန်းရာတုံးရောက်တော့မှအတိမဝင်တော့မျက်နှိပ်ပန်းနဲ့လွဲပြီပေါ့တဲ့အဲ့အဓိပ္ပာယ်လေးကြပြားလေးရဲ့အဓိပ္ပာယ်